ဆရာဝန်ရွေးချယ်ရမှာလဲခီယိုတင်းသမင်ဖြူကိုဒါကုသမှုပေးနေပြီးတော့ဒီယောဂနဲ့ပတ်သက်တဲ့အတွေ့အကြုံများများရှိတဲ့ဆရာဝန်မျိုးနဲ့ဆွေးနွေးတိုင်ပင်ခြင်းကဒါမိဘတွေရဲ့ရင်ထဲကိုပို့ပြီးတော့စိတ်ချရတဲ့အေးချမ်းမှုမျိုးပေးနိုင်မယ်လို့ကျွန်မအကြံပေးလိုပါတယ်အားလုံးပဲမင်္ဂလာပါဒေါက်တာဇွန်ပါအရေးပြအလှပနဲ့အမျိုးသမီးကျန်းမာရေးဆိုင်ရာဆရာဝန်ဖြစ်ပါတယ်ရှင်ဒီနေ့မှာကျွန်မကအရေးကြီးသော message လေးတစ်ခုနဲ့ခီယိုတင်းသမင်ဖြူခန်းစားနေရတဲ့ကလေးမိဘတွေအတွက်အမှားစကားလေးပါချင်ပါတယ်ကျွန်မအဓိကထားပြီးတော့ကုသပေးနေတဲ့ vitiligo လို့ခေါ်တဲ့ဒါခီယိုတင်းသမင်ဖြူခန်းစားနေရတဲ့အသီးသီးထဲမှာကလေးတွေဖြစ်ပြီးဆိုရင်မိဘတွေရဲ့ခန်းစားချက်တွေကပြင်းထန်ပါတယ်ဒါကြောင့်မိဘတွေအနေနဲ့ကိုယ့်ရဲ့စိုးရိမ်ပူပန်မှုကနေပိုဆိုးသွားတဲ့ outcomes တွေရလဒ်တွေမရအောင်နောက်ပြီးတော့စိတ်ပူပန်မှုတွေတအားပြင်းထန်နေရဆိုရင်လည်းဒီဗီဒီယိုလေးကစိတ်သက်သာရဖို့အကူအညီဖြစ်မယ်လို့မျှော်လင့်ပါတယ်ကျွန်မအချက်10ချက်နဲ့အတူမိဘတွေကိုမျှဝေပေးချင်ပါတယ်ပထမဆုံးအချက်အနေနဲ့ကတော့ကိုယ့်ရဲ့ကလေးလေးမှာအဖြူကွက်လေးတွေဒါမှမဟုတ်ပုံသဏ္ဍာန်မှန်တဲ့အဖြူစက်မျိုးတွေမြင်လိုက်ပြီးဆိုရင် do not panic အရင်ကြီးစိုးရိမ်ပူပန်မှုတွေမမြင့်တက်သွားပါနဲ့ရောအရင်ဆုံးစိတ်တည်တည်ငြိမ်ငြိမ်နဲ့ဘာကိုပြုတ်လုပ်တဲ့နဲ့ဒီအဖြူကွက်ကဘလို့အဖြူကွက်အမျိုးအစားမှုဖြစ်တယ်ဆိုတာကိုဒါကျွမ်းကျင်တဲ့အရေးပြဆရာဝန်တွေနဲ့အရင်တိုင်ပင်ပါစိတ်လှုပ်ရှားမှုတွေကိုထိန်းချုပ်ပေးဖို့လိုပါတယ်ဒီတော့ဒုတိယအချက်အနေနဲ့ကတော့ကိုယ့်ရဲ့ကလေးမှာဖြစ်နေတဲ့အဖြူကွက်ကခီယိုတင်းသမင်ဖြူအဖြူကွက်လို့သိလိုက်ပြီဆိုရင်တော့ဒါ understanding the vitiligo ပေါ့ခီယိုတင်းသမင်ဖြူရဲ့အကြောင်းလေးကိုသိချာဂါနာနာသိဖို့အရင်ကြိုးစားပါဘယ်လိုမျိုးဆိုလို့ကျင်တာလဲဆိုတော့ခီယိုတင်းသမင်ဖြူကဘာကြောင့်ဖြစ်လာတာသူဖြစ်ပေါ်လာခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကကလေးရဲ့ဘဝတိုးတက်မှုပိုင်းဆိုင်ရာတွေမှာဘယ်လို impact တွေရှိနိုင်လဲဆိုတဲ့အကြောင်းမျိုးတွေကိုလေ့လာဖို့လိုပါတယ်တတိယအချက်အနေနဲ့ကတော့ခီယိုတင်းသမင်ဖြူခံစားရတဲ့လူတိုင်းဟာတကူလုံးဆွတ်ဆွတ်ဖွေးသွားကြတာမဟုတ်ဘူးဆိုတာအရင်ဆုံးနားလည်ထားဖို့လိုပါတယ်များသောအားဖြင့်ကိုယ်တိုင်ခံစားရနေတော့၎င်းကိုယ့်ရဲ့ရင်နှစ်သေးကြသားသမီးလေးတွေခံစားရရင်တော့၎င်းအကုန်လုံးရဲ့စိုးရိမ်ပူပန်မှုဟာတကူလုံးဖြူတော့မှာလားတကူလုံးဖြူသွားမှာလားမျက်နှာတွေဖြူလာမှာလားမျိုးစုံသောစိုးရိမ်တော့ကမှုတွေကျမတို့မြင်ရပါတယ်ဒီတော့ခီယိုတင်းသမင်ဖြူတိုင်းဟာတကူလုံးမဖွေးတတ်ပါဘူးခီယိုတင်းသမင်ဖြူမှာဒါဘေရောညာရောပြန်ဖြစ်နေတဲ့ non segmental type တွေရှိမယ်တစ်ဖက်ထဲမှာဖြစ်နေတဲ့ segmental type တွေရှိမယ်တနေရာထဲမှာပဲဖြစ်နေတဲ့ localized or focal type တွေရှိသလိုလက်တွေခြေထောက်တွေမှာပဲအဓိကဖြစ်တဲ့ဒါ acrofacial vitiligo ဆိုတဲ့ type တွေလည်းရှိပါတယ်အမျိုးအစားတွေအများကြီးကွဲပြားပါတယ်ခီယိုတင်းသမင်ဖြူခံစားရတိုင်းအဖြူကွက်တစ်ကွက်မြင်လိုက်တိုင်းတကူလုံးဖွေးသွားတာအရင်ရှားပါတယ်လေးချက်မြောက်အနေနဲ့ကတော့ခီယိုတင်းသမင်ဖြူကကူးစက်ရောဂါလုံးဝမဟုတ်ပါဘူးဒါကြောင့်ခီယိုတင်းသမင်ဖြူဖြစ်နေတဲ့ကလေးတွေကိုခဏခဏလက်ဆေးခိုင်းတာအိမ်ထဲမှာပဲတယောက်တည်းနေခိုင်းလိုက်တာတခြားကလေးနဲ့ရောထွေးမနေခိုင်းတာမျိုးလုပ်เสียလုံးဝမလိုပါဘူးခီယိုတင်းသမင်ဖြူကကူးစက်ရောဂါလုံးဝမဟုတ်ပါဘူးရှင်ငါးချက်မြောက်အနေနဲ့ကတော့ social stigma လို့ခေါ်တဲ့ဒါကိုယ့်ရဲ့ပတ်ဝန်းကျင်ပေါ့နော်နေထိုင်ရဒါမိဘဆွေမျိုးတွေကလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လည်းအိမ်ကြီးပတ်ဝန်းကျင်ကလည်းဖြစ်နိုင်တယ်ခီယိုတင်းသမင်ဖြူနဲ့ပတ်သက်တဲ့ကောလာဟာလာလို့ပဲကျွန်မအသုံးပြရစီမှန်ကန်တဲ့ကိန်းဂဏန်းမရှိတဲ့ research လုပ်ထားတာမဟုတ်တဲ့တဦးတစ်ယောက်တည်းရဲ့သိထားတဲ့အသိပညာပေါ်မှာလာပြောနေတဲ့အသိအမှားတွေကိုနားမယောင်ဖို့အရေးကြီးပါတယ်ခီယိုတင်းသမင်ဖြူက medically လို့ခေါ်တဲ့ဆေးဘက်ပညာအရန်အရေးကြီးတဲ့ယောဂါတစ်ခုမဟုတ်ပါဘူးအရေးပြားပေါ်မှာအယောင်လွင့်တဲ့အဖြူကွက်လေးတစ်ကွက်တာဖြစ်တယ်ဆိုတာလည်းမမေ့ဘူးအရေးကြီးပါတယ်6ချက်မြောက်အနေနဲ့ကတော့ကိုယ့်ရဲ့ကလေးမှာခီယိုတင်းသမင်ဖြူဖြစ်တယ်ဆိုတာကိုလက်ခံလိုက်ဖို့လိုပါတယ်မိမိကိုယ်တိုင်ကလက်ခံမှသာလျင်ဒါမိမိကလေးကိုတခြားသောသူတွေကလည်းခီယိုတင်းသမင်ဖြူဖြစ်နေခြင်းဝိုင်းပြီးတော့လက်ခံပြီးမှဖြစ်ပါတယ်ခီယိုတင်းသမင်ဖြူကကူးစက်ယောဂါမဟုတ်သလိုရှက်စရာယောဂါလည်းမဟုတ်ဘူးဆိုတာကိုသိဖို့အလွန်အရေးကြီးပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ကလေးရဲ့ဒီခီယိုတင်းသမင်ဖြူအဖြူကွက်တွေကိုအတင်းဖုံးပေးဖို့ကြိုးစားတာသူများမမြင်အောင်အတင်းလှုပ်တာမျိုးမကြိုးစားသင့်ဘူးလို့ကျွန်မဒီကနေသတိပေးလိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုအပြုအမူတွေကိုမိဘတွေကလုပ်ပေးလိုက်ခြင်းအပြင်ခံစားနေရတဲ့ carnation ကလေးငယ်တွေကိုယ်တိုင်ကဒီအဖြူဆက်ရှိနေခြင်းကဒါသူ့ဘဝရဲ့စုံယုံမှုတစ်ခုသူဟာသူများထက်အားနည်းနေတဲ့အရာတစ်ခုဆိုပြီးတော့မိမိကိုယ်အားငယ်စေတိမ်ငယ်စေဝင်သွားတတ်တာကိုမေ့ထားလို့မရပါဘူး။ဒါကြောင့်ခီယိုတင်းသမင်ဖြူဖြစ်နေခြင်းကိုလက်ခံပါဖုံးကွယ်ဖို့မကြိုးစားပါနဲ့လို့ကျွန်မဒီကနေသတိပေးလိုပါတယ်။မြောက်အနေနဲ့ကိုယ့်ရဲ့ကလေးငယ်တွေမှာရှိနေတဲ့သမင်ဖြူလို့ခေါ်ရဲပေါ့နော်ခီယိုတင်းသမင်ဖြူအဖြူကွက်တွေကိုနေ့စဉ်ကြည်တာနေ့စဉ်အဖြူဆက်တွေလိုက်ရှာတာမျိုးလုံးဝမလုပ်ပါနဲ့အဲ့ဒါကဒါခံစားရတဲ့အတူတူရင်ဆိုင်ရတဲ့မိဘတွေမှာလည်းစိတ်ခံစားချက်အရာဒါ
ပေါ့စိတ်ပူပန်မှုကိုပိုဆိုးစေတယ်ကိုယ့်ရဲ့စိတ်သောကတွေကိုပိုပွားစေတာပဲအဖက်တင်တယ်လို့ကလေးအတွက်လည်းဒီဖြူဆက်တွေကိုသူ့ကိုနေတိုင်းရှာခြင်းဟာဒါစိတ်ပိုင်းဆိုင်ရာအရာအားငယ်မှုတအားပေးပါတယ်ဒီတော့အကောင်းဆုံးသောအကြံပေးချင်တာကတစ်လမှာတစ်ကြိမ်ကိုပြနေတဲ့အရေးပြားဆရာဝန်နဲ့တော့၎င်းဒါမှမဟုတ်မိမိကိုယ်တိုင်တော့၎င်းတစ်လတစ်ကြိမ်လောက်တော့အနည်းဆုံးခန္ဓာကိုယ်မှာရှိတဲ့အဖြူကွက်လေးတွေကျေလာသလားတခြားနေရာမှာအသစ်ထွက်နေသလားဆိုတာကိုဓာတ်ပုံမှတ်တမ်းတင်ခြင်းအဖြစ်တော့၎င်းကိုကတေချာမှတ်မိတယ်ဆိုလဲအဲ့ချိန်ကြမှာတစ်လတစ်ကြိမ်လောက်ရှာတာမျိုးကိုလုပ်ပါလို့ပြောလိုပါတယ်။နေ့တိုင်းရှာတာမျိုးလုံးဝအားမပေးပါဘူးရှင်။ကိုချက်မြောက်အနေနဲ့ကတော့ကိုယ့်ရဲ့ကလေးငယ်ရဲ့စိတ်ခံစားချက်တွေကိုလုံခြုံသွားစေဖို့အားငယ်တဲ့ဘက်ကိုမသွားဘူးအားလျော့တဲ့ဘက်ကိုမသွားဘူးကိုကဒါ boost confidence ပေါ့ကလေးတွေကိုယုံကြည်မှုတိုးတက်လာအောင်သူ့ရဲ့အဖြူကွက်တွေဟာသူ့ရဲ့ဘဝကိုပိတ်ပင်တားဆီးနိုင်ခြင်းမရှိဘူးဆိုတာကိုဒါမိဘတွေအနေနဲ့ရတဲ့တေးသေးချာချာဝိုင်းဝန်းပြီးတော့ဆောက်ရှောက်ပေးဖို့လိုပါတယ်ဒါကသာအရေးကြီးတဲ့အချက်ပါဘာဖြစ်လို့လဲဆိုတော့ Q သင်းသမင်ဖြူအဖြူကွက်တွေဟာကလေးငယ်ရဲ့ဘဝကိုဆုပ်ယုပ်သွားဘာမှမလုပ်နိုင်ပါဘူးမိမိရဲ့ကလေးငယ်ဟာဖြူသင်းသမီးဖြူခံစားနေရတယ်ဆိုရင်လေကြမ်းကြမ်းမာမာလှလှပပနဲ့ပဲပျော်ရွှင်စွာကြီးပြင်းလာမှာပဲဖြစ်ပါတယ်ဖြူသင်းသမီးဖြူရဲ့နောက်ဆက်တွဲ complication လို့ခေါ်တဲ့ယောဂါတွေကဒါကလေးရဲ့ဘဝကိုမကြမ်းမမာဖြစ်သွားအောင်ကလေးအရန်ကိုအားနည်းသွားအောင်မလုပ်နိုင်ပါဘူးဒါအပေါ်ရန်အည်ပြားပေါ်မှာခံစားရတဲ့အဖြူကွက်တွေတာဖြစ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ကလေးလေးဟာဖြူသင်းသမင်ဖြူခံစားနေရတယ်ဆိုရင်လည်းဒါဖေဖေမေမေတို့ကလေးတွေဟာကျန်းမာသောကလေးတွေပါပဲဒါကြောင့်ကလေးဘဝမှာပျော်ပျော်ရွှင်ရွှင်နဲ့ကိုယုံကြည်မှုအပြည့်နဲ့ကြီးပြင်းလာဖို့အတွက်ကျမတို့ကဝိုင်းဝန်းပြီးတော့အားပေးဖို့လိုပါတယ်ဒီအချက်ကိုလည်းအဓိကထားပြီးတော့မှာချင်ပါတယ်ဒီတော့နောက်ဆုံးအချက်ဖြစ်တဲ့ဆယ်ချက်မြောက်အနေနဲ့ကျွန်မက treatment of vitiligo လို့ရွေးချယ်ထားပါတယ်။ဖြူသင်းသမင်ဖြူအဖြူကွက်ကဒါကူးစက်ရောဂါလည်းမဟုတ်ဘူး။ကင်ဆာပြောင်းလဲခြင်းလည်းမရှိဘူး။အသက်အန္တရာယ်လည်းထိခိုက်မှုမရှိဘဲနဲ့မိမိရဲ့အရေးပြားပေါ်မှာဒါအယောင်ဆဲလေးလွင့်သွားတဲ့အဖြူကွက်မျှတာဖြစ်ပါတယ်။ဒါပေမဲ့ကိုယ့်ရဲ့ကလေးငယ်တွေမှာအဖြူကွက်တွေနဲ့တဘဝလုံးရှင်တွဲနေထိုင်သွားစေလိုတဲ့ဆန္ဒမရှိရင်တော့၎င်းကျမတို့ကအယောင်ဆဲတွေပြန်ရအောင်ကုသမှုယူနိုင်ပါတယ်။ကုသမှုယူတဲ့အခါမှာလည်းကျန်းကျန်းမာမာနဲ့ကလေးငယ်မှာဘာမှထိခိုက်မှုမရှိသွားဘဲနဲ့အယောင်တွေပြန်ရဖို့ကအလွန်ပဲအရေးကြီးပါတယ်ဒါကြောင့်ကျမတို့ကကုသဖို့ရွေးချယ်တဲ့နေရာတွေမှာတောက်ဆေးလိန်ဆေးလေစာဆဲအစားထိုးခြင်းဆိုတဲ့ကုသမှုတွေကိုဘယ်လိုကုသမှုမျိုးနဲ့ကိုယ်ကလေးကကြိုက်မလဲကိုယ်ကလေးမှာဖြစ်နေတဲ့အဖြူမျိုးစားကိုဘယ်လိုမျိုးစားမျိုးလဲဆိုတာမျိုးကိုကျွမ်းကျင်သောအရေးပြားဆရာဝန်တွေနဲ့တေချာတိုင်ပင်ဖို့အရေးကြီးပါတယ်ဆရာဝန်ရွေးချယ်ရမှာလဲဖြူသင်းသမင်ဖြူကိုဒါကုသမှုပေးနေပြီးတော့ဒီယောဂနဲ့ပတ်သက်တဲ့အတွေ့အကြုံများရှိတဲ့ဆရာဝန်မျိုးနဲ့ဆွေးနွေးတိုင်ပင်ခြင်းကဒါမိဘတွေရဲ့ရင်ထဲကိုပို့ပြီးတော့စိတ်ချရတဲ့အေးချမ်းမှုမျိုးပေးနိုင်မယ်လို့ကျွန်မအကြံပေးလိုပါတယ်။ဒါကြောင့်ဒီနေ့လေးမှာတော့ကျွန်မကကျွန်မရဲ့ဒါလူနာတွေများကြီးထဲမှာဖြူသင်းသမီးမျိုးခန်းစားနေရတဲ့ကလေးငယ်တွေရဲ့မိဘတွေအတွက်ကိုတည်တံ့အမှားစကားပါချင်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကဖေဖေတို့မေမေတို့အားလုံးအတွက်လည်းစိတ်နှလုံးအေးချမ်းပြီးတော့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကလေးငယ်တွေလည်းကျန်းမာလှပသောအရေးပြားတစ်စုံနဲ့အတူပျော်ရွှင်စွာကြီးပြင်းလာနိုင်ပါစေလို့ကျွန်မဆန္ဒပြုပါရရှင်ဒေါက်တာဇွန်ပါ